ဆရာရောင်နေနဲ့တော်လန် artist ပကြီးဆရာရဲ့မန်တန်49 gallery လေးမှာကျွန်တော်အနေနဲ့ပုံပြအညကရကျေကလေးဆိုတဲ့ဂျာလေးကိုအမှတ်တရပြုခိုက်ချင်ပါတယ်မုံပြအညကရကျေကလေးအာဓမ္မတွေစီပိုဓမ္မတွေပိုးထိုးခံရခေဆိုးကြီးကြတဲ့အခါအတာဘေးရှောင်သွေးကြောင်နေလို့မရတော်လှန်ရဲဘော်ဘဝလိုအပ်လို့ရွေးခဲ့ရတဲ့အမေပခုံးပေါ်ရောက်လာတဲ့တမိုင်းလူမှန်ရင်ငင်းခွင့်မရှိလူသားသစ္စာဂတိပဲမိမိစေမနာအောင်ပြမောက်တမိုင်းပန်းနေတဲ့တိုင်းပြည်မှာကျွန်ဘဝဝေစုချင်းအတူတူနာကျင်မှုကိုမျှယူရှို့ထမ်းအပဲ့အရွက်လမ်းကိုလူမဆန်စွာရှောင်နေလို့မရလူပိသားတဲ့သားဖြစ်ချင်တယ်မိမိဦးတိုင်းပုတ်နေတဲ့ခိကိုအတူထိုင်ဆုပ်နေတဲ့အယိုးကိုက်တွေတိုးကျိတ်ပြီးတရားမဲ့ဓာတ်တွေမို့အနာဂတ်ကိုဆေးထိုးကြသူတွေကြားမှာအမှန်တရားရဲ့ဓာတ်တလဲအဖြစ်ခေဆိုးတဲ့ကအဓမ္မပေါင်းကိုခုတ်ချင်တဲ့အမေဟိုးအဝေးကမုံတီဝေပြကျေကလေးတွေလေကြာရာတာဝန်ရရနဲ့လော်ကြအညတရကျေတွေတပွင့်စီတာဝန်ကိုစီအားဆိုင်လင်းပြတာယာတွေလိုမလှမိမဲ့စัจ java လာပတ်လန်းကိုဘေးမကြအောင်ဖေးမအစွမ်းပြပြီးလှကြတာပဲမဟုတ်လားမိမိဒီလိုပဲပေါ့မိမိသွင်းညီနဲ့တွေပေးကြံနေတဲ့ခေတ်မှာတမိုင်းတတ်ဖို့ဆေးရလူငယ်ဆိုတာမုံပြလင်းခွင့်ရလဲတမိုင်းစัจ java လာအတွက်တော်လှန်ရေးစက်ကွင်းကြီးတွေကအရေးကြီးတဲ့မုံပြကျဲကလေးတစ်လုံးစီအဖြစ်ကြာရတာဝန်နဲ့လင်းကြမြဲပေါ်မမေရဲ့အားပြည့်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်